ရားရှင်ရဲ့လက်တဲ့ဆမ်းမှုဟာငါတို့ခေတ်ကိုလည်းတဲ့လာထိတယ်ပြောစရာစကားကုံဆုံးသွားချိန်မှာကဘာကြီးဟာဆက်လက်လေပတ်နေတော့မယ်ငါရှာဖွေနေတဲ့အရာကစစ်တလင်းမဟုတ်ဘူးပန်းခင်းတွေနှိဋ္ဌာယုံတွေချားမှာမျောလင်းချက်တွေနဲ့ပေါ့မေယိုးကနေဦးကောင်းကိုဖောက်ထွက်သွားတဲ့ရဲဘော်မှလည်းမျောလင်းချက်တွေလိုအပ်ချက်တွေနဲ့အချစ်နဲ့စစ်ဟာတရားတယ်လို့လူတွေကပြောတော့ကိုယ်လေပင်ကိုကြိုးကွင်းဆွတ်လိုက်တယ်မသေးမျိုးဖြစ်ဖို့တခါတော့သေပေးရမယ်အချိန်ချင်းခါခါလဲသေပေးရလိမ့်မယ်မသေးမျိုးတွေတကယ်ရှိတယ်ကဲငါတို့ရောင်စုံပန်းခွင်းနေစီကိုရောက်ဖို့အနီရောင်သွေးမြစ်ကြီးကိုဖြတ်ကြရမယ်အဝါရောင်သွေးမြစ်ကြီးကိုဖြတ်ကြရမယ်အစိမ်းရောင်သွေးမြစ်ကြီးတွေကိုဖြတ်ကြရအောင်မယ်ဆွဲ